မင်္ဂလာပါ Latest Data Scientist ကနေကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုလေးမှာတော့ Organization တိုင်းမှာမရှိမဖြစ်အရေးပါလာတဲ့ Data ကိုသေချာသဘောပေါက်နားလည်စေဖို့အတွက် Data Life Cycle ကိုအဆင့်တစ်ဆင့်ချင်းစီနဲ့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ Data Life Cycle ရဲ့ပထမဆုံးအဆင့်ကတော့ Data Generation လို့ခေါ်တဲ့ Data တွေစတင်ဖြစ်ပေါ်လာတဲ့အဆင့်ပဲဖြစ်ပါတယ်။ Social Media မှာကိုက Product တစ်ခုကို Like တွေ Comment တွေပေးလိုက်တယ်။အဲ့လိုမျိုးဒီ Customer Interaction တွေနောက်ပြီးတော့ဈေးဝယ်တဲ့အခါမှာ POS စနစ်ကတစ်ဆင့် Transaction Data တွေဒါတွေက Data တွေစပြီးဖြစ်ပေါ်လာတဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာတော့ Data Generation ကနေစပြီးတော့ဒီနောက်ပိုင်း Data Process တွေကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် Data Engineer ကစနစ်တစ်ခုကိုစတင်တည်ဆောက်ပါတယ်။နောက်ပြီးတော့ဒီစနစ်ကိုဆက်ပြီးတော့ဒီလည်ပတ်နိုင်ဖို့အတွက်လည်း maintenance အပိုင်းကို Data Engineer တွေကတာဝန်ယူပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့အခုလိုမျိုး website တွေ application programming interface တွေ social media တွေ transaction records တွေနောက်ဒီလို survey တွေ feedback တွေပေါ့နော်ဒီလိုမျိုး various sources ကနေရလာတဲ့ data တွေကိုစုဆောင်းတဲ့ data collection လို့ခေါ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာဆိုလို့ရှိရင်တော့ business stakeholders တွေနဲ့ data engineer တွေနဲ့ပူးပေါင်းပြီးတော့မှ business အတွက်ဘယ်လိုမျိုး data တွေလိုချင်တယ်နောက်ဘယ်လို format နဲ့အဆင်ပြေလဲအဲ့လိုမျိုးစုပေါင်းညှိနှိုင်းပြီးတော့မှလုပ်ဆောင်ကြတဲ့အဆင့်ပဲဖြစ်ပါတယ်။တတိယအဆင့်ကတော့အရေးကြီးဆုံး data processing stage ပဲဖြစ်ပါတယ်။ data collection မှာရလာခဲ့တဲ့ raw data တွေကိုဒီအဆင့်မှာပြန်လည်ပြီးတော့ clean data ဖြစ်အောင်လုပ်ရတယ်။ပြီးတော့ဒီကိုလိုချင်တဲ့ data format ရရှိအောင်ပေါ့နော် data transformation အပိုင်းတွေပြီးတော့ဒီ source တစ်ခုနဲ့တစ်ခုပေါ့နော်မတူညီတဲ့ data တွေကိုပေါင်းစပ်တဲ့ data integration အပိုင်းတွေပြီးတော့ကိုလိုအပ်တဲ့ data ကိုပဲရအောင်မလိုအပ်တဲ့ data တွေကိုရှော့ချပေးနိုင်တဲ့ data reduction အပိုင်းတွေပြီးတော့ data ကိုတိကျမှန်ကန်အောင်ပြန်ပြီးတော့ validation လုပ်တဲ့အပိုင်းတွေဒီ stage မှာပါဝင်ပါတယ်။ဒီ stage မှာဆိုလို့ရှိရင်တော့ data scientist ကသူလိုချင်တဲ့ data type အတိုင်း data format ပြီးတော့မှဒီ useful sources တွေကို data engineer နဲ့တိုင်ပင်ညှိနှိုင်းပါတယ်။ပြီးတော့မှ data engineer ကဒီ data processing stage တစ်ခုလုံးပေါ့နော် automation process ဖြစ်အောင်လို့ data pipeline တွေ create လုပ်ကြတာဖြစ်ပါတယ်။၄အဆင့်ကတော့အမားတို့ processing လုပ်ထားခဲ့တဲ့ data တွေကိုပြန်လည်သိမ်းဆည်းတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒီအဆင့်မှာဆိုရင်တော့ database administrator တွေကကုမ္ပဏီရဲ့ဒီ internet database ဒါမှမဟုတ်ဒီ cloud storage တွေမှာဒီ process လုပ်ထားတဲ့ data တွေကိုလုံခြုံအောင်သိမ်းဆည်းထားပေးကြပါတယ်။ဒါမှလည်းကိုလိုအပ်တဲ့အခါမှာဒီ data တွေကိုအလွယ်တကူနဲ့ပြန်ထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။၅အဆင့်ကတော့ data management လို့ခေါ်တဲ့ data တွေကိုစီမံခန့်ခွဲတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒီအပိုင်းမှာဆိုရင်တော့အမားတို့ဒီသိမ်းထားခဲ့တဲ့ဒီ process တစ်လျှောက်ပေါ့နော် data တွေရဲ့ quality ကိုစက်မပြတ်စစ်ဆေးတာမျိုးပြီးတော့ဒီ data တွေမှာ user data တွေ privacy data တွေလည်းပါနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ data ရဲ့ security ဘိုင်းနဲ့ပတ်သက်ပြီးတော့တာဝန်ယူရတာမျိုးရှိပါတယ်။ပြီးတော့ data access နဲ့ပတ်သက်ပြီးတော့လည်းဒီဘယ်သူတွေကိုတော့ဒီ data access လုပ်ပေးမယ်ဘယ်သူတွေတော့ data retrieve ကိုဘယ် level ထိပေးမယ်ဆိုတဲ့ဒီ setup တွေပေါ့နော်နောက်ပြီးတော့ဒီသက်ဆိုင်ရာနိုင်ငံရဲ့ rules and regulations တွေသူ့ရဲ့ standard တွေ compliance တွေပေါ်မှာမူတည်ပြီးတော့ manage လုပ်ကြတာဖြစ်ပါတယ်။အထူးသဖြင့်ဒီ stage မှာဆိုလို့ရှိရင်တော့ data engineer တွေကတာဝန်ယူကြပါတယ်။တချို့ကုမ္ပဏီမှာဆိုလို့ရှိရင်တော့ data governance တွေဒီ security team တွေနဲ့ဖွဲ့စည်းပြီးတော့ data management ကိုလုပ်ဆောင်ကြပါတယ်။နောက်တစ်ဆင့်ကတော့ data analysis လို့ခေါ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာတော့ data analyst တွေကဒီ business မှာလက်ရှိဖြစ်နေတဲ့ patterns တွေ conditions တွေကို analyze လုပ်ကြပါတယ်။ data scientist တွေကတော့ predictive analytics လို့ခေါ်တဲ့ဒီအနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေတွေကိုmachine learning models တွေကိုအသုံးပြုပြီးတော့အဖြေရှာကြပါတယ်။နောက်တစ်ဆင့်ကတော့ data visualization ဆိုတဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာတော့ data analyst တွေ data scientist တွေကကိုလေ့လာတွေ့ရှိထားတဲ့အချက်တွေပေါ့နော်ဒီအချက်တွေကိုအားလုံးနားလည်သွားအောင်ဒီ data တွေကို graph တွေ chart တွေပြီးတော့ဒီ interactive dashboard တွေဒါတွေနဲ့ဒီ visualize ဖြစ်အောင်ပြရတဲ့အပိုင်းပဲဖြစ်ပါတယ်။ data life cycle ရဲ့နောက်ဆုံးအဆင့်ကတော့ data interpretation လို့ခေါ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ဒီအဆင့်မှာတော့ data analyst တွေ data scientist တွေကစောစောက data visualization အဆင့်မှာပြုလုပ်ခဲ့တဲ့ chart တွေ graph တွေဒီ dashboard တွေဒါတွေကိုအသုံးပြုပြီးတော့မှကို analysis လုပ်လို့ရလာတဲ့ result တွေဒီ business insights တွေနောက်ထပ်ဘာတွေလုပ်သင့်လဲဆိုတဲ့ action plan တွေပေါ့နော်ဒီအချက်တွေကို business stakeholders တွေကိုဒီကိုယ့်ရဲ့ဒီ data terms တွေ technical terms တွေမပါဘဲနဲ့ stakeholders တွေ
အားလုံးနားလည်လွယ်အောင် storytelling techniques တွေ dashboard တွေ interactive dashboard တွေပေါ့နော်ဒါတွေကိုအသုံးပြုပြီးတော့ present လုပ်ရတဲ့အပိုင်းပဲဖြစ်ပါတယ်ဒါမှဒီ data driven decisions တွေကနေတဆင့်ပေါ့နော်ပို့ပြီးတော့ကောင်းမွန်တဲ့ business decisions တွေကိုချမှတ်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင်တော့အားလုံးပဲ data life cycle ကိုအစကနေအဆုံးထိတစ်ဆင့်ချင်းစီနားလည်သဘောပေါက်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်း data science နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ထားပေးကြပါဦးနော်